2026မှာတကယ်လုပ်ပြီးလို့ကြုံရနေတဲ့သူတွေအတွက်မကြာမီမှာစတင်တော့မယ့်တန်ခွဲတွေနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ဝါရနာနေပြီးတော့အလုတ်ကင်ဖြစ်တဲ့အထိလေ့ကျင့်သင်ကြားပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်တန်းချိန်မှန်မှန်ကန်တက်ရောက်ဖို့နဲ့အိမ်စာမှန်မှန်လေ့ကျင့်နိုင်ဖို့ပဲလိုမှာဖြစ်ပါတယ်4 ရက်သင်တန်းကြိုက်လားတစ်ပတ်1ရက်ကြိုက်လားတစ်ပတ်5ရက်ကြိုက်လားတန်ခွဲ3ခုကိုဒီနေ့ပြောပြပေးတော့မှာဖြစ်ပါတယ်4 ရက်သင်တန်းကတော့ဘယ်ချိန်နေလဲဆိုရင်မနက်6ခွဲ8ခွဲဖြစ်ပါတယ်6နာရီကနေ8နာရီတန်းပေါ့6နာရီဟိုကဆောင်းလို့ဖြစ်တဲ့အတွက်6ခွဲထိတို့ဟလာဆိုင်ဆောင်ဆိုင်ပြီးတော့သင်ကြားပေးနေတာဖြစ်ပါတယ်တပတ်9 ရက်သင်တန်းကတော့မနက်9နာရီကနေပြီးတော့12နာရီထိဖြစ်ပါတယ်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာတာရီတောက်ကြဆိုပြီးတော့တပတ်လုံးတက်ရောက်ရမှာဖြစ်တဲ့အတွက်သင်တန်းကာလကတော့2လပဲဖြစ်ပါတယ်ကိုကအလုပ်တစ်ဖက်နဲ့သင်တန်းကိုတက်ရမှာဖြစ်တယ်ဆိုလို့ရှိရင်တော့စနေတရက်ထည့်တန်းကိုရွေးချယ်လို့ရပါတယ်စနေတရက်ထည့်တန်းကတော့မနက်9နာရီကနေပြီး12နာရီထိကိုပထမတစ်ချိန်အဖြစ်နဲ့တက်ရောက်အောင်ဖြစ်ပြီးတော့နေ့လယ်1နာရီကနေပြီးတော့3နာရီထိကိုတော့ဒုတိယအချိန်အဖြစ်နဲ့တက်ရောက်အောင်ဖြစ်ပါတယ်သူကတော့သင်တန်းကာလ3လနည်းနည်းလေးကြော်မယ်ပေါ့နော်3လနည်းနည်းကြော်ပြီးတော့တက်ရောက်အောင်ဖြစ်ပါတယ်သူကတော့ assignment ကာလနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့3လခွဲလောက်ထိကြာမြင့်နိုင်ပါတယ်အပြင်လူတွေသင်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့လက်တော့ဝယ်စရာတော့မလိုပါဘူးဒီကိုအနေနဲ့ပြန်လည်လေ့ကျင့်ရတာမျိုးဖြစ်ခဲ့ရင်လည်းသင်တန်းချိန်ကိုညှိပြီးတော့သင်တန်းကိုလာရောက်ပြီးတော့အိမ်စာလေ့ကျင့်လို့ရမှာဖြစ်ပါတယ်အဲတော့ကိုအနေနဲ့သင်တန်းကိုကိုမှစတင်မှာဖြစ်ကိုကလက်တော့မဝယ်ရတယ်လို့စိတ်ညစ်နေမှာဆိုရင်လည်းစိတ်ညစ်စရာမလိုပါဘူးသင်တန်းမှာအိမ်စာလာခြင်းလို့ရမှာဖြစ်ပါတယ်သင်တန်းချိန်အားလုံးကတော့သင်ခန်းစာခေါင်းကြီးပိုင်း20တိတိကိုဖော်ပြထားတဲ့အတိုင်းပဲလေ့ကျင့်သင်ကြားသွားမှာဖြစ်ပါတယ်သင်တန်းဒါအားလုံးနေနဲ့ assignment ပေါ့နော် final assignment 9ခုကိုနှစ်ပတ်အတွင်းပြီးဆုံးအောင်လုပ်မှာဖြစ်ပါတယ်နှစ်ပတ်ထက်ကျော်သွားတဲ့ assignment တွေကတော့ဆောင်ဆိုင်ခြင်းတွေရှိနိုင်ပါတယ်ပေါ့နော် final assignment တင်တဲ့သူအားလုံးကို certificate ပေးပြန်သွားမှာဖြစ်ပြီးတော့ certificate ရတဲ့သူအားလုံးကိုလည်းအလုပ်အားလုံးနဲ့ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ပူတတိုးတင်တဲ့လူတင်တဲ့သားများအတွက်ကွန်ပျူတာနဲ့ laptop တွေဝယ်ယူပါကလည်းပူတတိုးတင်တဲ့သားများအတွက် share kit အထူးစီစဉ်ထားတဲ့ share kit ကူပွင့်ကတ်တွေပေါ့နော် discount ကတ်တွေကိုပေးအပ်သွားမှာဖြစ်ပါတယ် graphic design ကိုလေ့လာဖို့အတွက်အခြေခံဘယ်လောက်လိုအပ်လဲလို့မေးတဲ့သူတွေအတွက်ဆိုရင်တော့ကွန်ပျူတာ graphic design နဲ့ကွန်ပျူတာ graphic design ကကွန်ပျူတာကိုအခြေခံပြီးတော့ရေးဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကွန်ပျူတာကျွမ်းကျင်ရင်တော့အဆင်ပြေပါတယ်ကွန်ပျူတာကျွမ်းကျင်မကျွမ်းကျင်ခဲ့ဘူးဆိုလို့ရှိရင်လည်းပူတတိုးကနေပြီးတော့တိတန် follet ထားတဲ့ basic class တွေကိုထပ်မံပြန်လည်ပြီးတော့ဖြည့်သွင်းတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ပူတတိုးမှာတက်ရောက်နေတဲ့သင်တန်းသားတွေရောပူတတိုးမှာတက်ရောက်ပြီးစီးခဲ့တဲ့သင်တန်းသားတွေရောလုပ်ငန်းခွင်အသီးသီးမှာရောက်ရှိသွားကြပြီဖြစ်တဲ့ပူတတိုးသင်တန်းသားတွေရော2026မှာပျော်ရွှင်တဲ့နှစ်ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်